လေးကတော့ကျွန်တော်တို့ dumbbell ဒါမှမဟုတ်ရေတံမှုကိုသုံးပြီးတော့လက်တစ်ဖက်နဲ့ဆွဲပြီးကစားရတဲ့ single arm dumbbell row ကစားလေးဖြစ်ပါတယ်ဒီကစားလေးကိုကစားရမယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးအလေးလုံးဒါမှမဟုတ်ရေတံမှုကိုလုပ်ရမယ်ပြီးရင်ဒီတစ်ဖက်ကိုလက်ကထောက်ထားပြီးတော့ကျန်တဲ့တစ်ဖက်ကနေဆွဲရအောင်ဖြစ်ပါတယ်ဒီကစားလေးကိုကစားတဲ့အခါကျွန်တော်တို့ရဲ့ကြောအပြင်အောက်သားမှာဆယ်ဖြစ်တဲ့ lower left မှာဆယ်ကိုထိရောက်စေတဲ့ကစားလေးပဲဖြစ်ပါတယ်ကစားမယ်ဆိုရင်ကျွန်တော်တို့ဆွဲကပ်လိုက်မယ်လက်ကိုဆက်နေပြီးပြန်ချကစားတော့မယ်ဆိုရင်ကျွန်တော်တို့ဒီရေတံမှုတောင်းကိုလေးလုံးကိုကျွန်တော်တို့ရဲ့ကြောအောက်သားကိုဆွဲကပ်လိုက်မယ်လက်ကိုဆက်နေပြီးပြန်ချအဲ့ဒီအတိုင်းပဲကစားရမှာပဲဖြစ်ပါတယ်အဲ့ဒါကို10ချိန်ကနေ12ချိန်3ကြောကစားပါမယ်ညာဘက်3ကြောပြီးတော့ရင်ဘယ်ဘက်ကိုနောက်ထပ်3ကြောကစားပါမယ်ဘယ်ကြောညာကြောပြီးမှကြောကိုသတ်မှတ်ပါမယ်ဘယ်ညာပြီးမှကြောကိုသတ်မှတ်ပါမယ်အဲ့ဒီအတိုင်း3ကြောကစားပါမယ်ဆက်ကလာရပါမယ်